Hello အားလုံး guys မင်္ဂလာပါဗျာကိုလူလူတို့ကျွန်တော်ပြောစာရှိပါတယ်ကိုလူတို့တည်သေးထင်ပါဗျာခုကျွန်တော်တို့တကြံ game လဲပါလာပါပြီကျွန်တော်တကယ်တကြံ game ဆိုတော့ကျွန်တော်လည်းပြပါကျွန်တော်ပြမယ်ဘယ်လိုရင်တော့လိုမျိုးမဟုတ်တော့ပါဘူးခုဆိုရင် तू ကတိုက်တီးပါလာပြီပေါ့နော်ရင်တော့ဆိုဖြေဟိုပေါ့ပြောမယ်ဆိုရင်ဘာကြီးများမသိမန်တိုက်ကြီးသွားတော့လည်းဘယ်လိုမန်တိုက်များလည်းမသိပေါ့နော်ဒါအဲ့ဒီမှာဆိုကျွန်တော်တက်တာဗျာ3လုံးမကြောက်ရတာဖြစ်သည်ဒါပေမဲ့ကျွန်တော်ဖုန်းကအဆုပ်ဆိုရတယ်ကျွန်တော်တော့ကြမဟုတ်ပါဘူးကျွန်တော်စားတော့ကိုဆိုရင်ကိုလူလူကိုကျွန်တော်ပြောမှာခိုက်တူလဲပါတယ်ဗျာခိုက်တူတစ်ကောင်မှကျွန်တော်တွေ့ရဒီတော့တိတ်မတွေ့တော့ကျွန်တော်ဝတ်ထားတဲ့အိမ်ကြီးနေအောင်တော့ပြောဖြစ်ပါတယ်ကျွန်တော်ကိုဝတ်ထားတဲ့အိမ်ဒီကတော့ဒီအဖြူမဟုတ်ပါဘူးတို့ခမကြည့်ပေါ့ကဲတိနဲ့တော့ကျွန်တော်ပြောပြဒီအိမ်လေးဖြစ်ပါတယ်ကျွန်တော်ဒါဝက်လဲလုံနေတဲ့အိမ်လေးဖြစ်ပါတယ်သူကလက်လေးမှလည်းပါပါတယ်ဆိုအဲဒီမှာဆိုမန်တက်တစ်ခုကတရှင်းမပါဘူးဗျာကျွန်တော်တရှင်းနဲ့လောက်ထားတော့တရှင်းမပါဆိုပရိုစဉ်းစားပါနော်ခဏလေးပရိုကြည့်လိုက်ပါဦးတော့ကျွန်တော်နောက်ပြီးမှစကားပြန်ပြောမယ်ပေါ့နော်ကျွန်တော်ကြိုက်ဆုံးအိုင်တော့ကိုဝဲပလေးဖြစ်ပါတယ်ကိုဝဲပလေးနဲ့နောက်ပြီးကိုခိုက်တူရဲ့ကိုခိုက်တူဖြစ်ပါတယ်ပေါ့နော်ကိုကြီးဝဲပလေးကိုတော့ပိုကြိုက်ပါတယ်ကိုကြီးဝဲပလေးကလည်းကျွန်တော်လိုပဲပေါ့နော်သူလည်းကောင်းပါတယ်လို့သူဆိုရင်လည်းကိုလူဆိုပြောတာပေါ့နော်သူလည်းကောင်းပါတယ်ကျွန်တော်အိမ်လုံးကြီးစားကြီးလည်းဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်လည်းကြိုက်ပါတယ်သူကိုရဲ့အိမ်တော့ကိုကြီးတရားလိုပဲသူကိုအားပေးနေပါတယ်လို့ကိုကြီးဝဲပလေးကိုပေါ့နော်ဆိုရင်ကျွန်တော်ပြောမယ်ဆိုရင်ခုဒီမှာဆိုရင်အဲ့လိုပေါ့ရင်တော့လိုဟွာတွေနဲ့မဟုတ်တော့ဘဲနဲ့တိုက်တီးစပိန်နေရဆုံးပါလာပေါ့စပိန်ကလည်းအိမ်အောင်နေဗျရင်တော့လိုမန်တက်ဒီမဟုတ်တော့သူကမန်တက်က3ခုရှိရဗျမန်ယူအိမ်နေလည်းပါကျွန်တော်အဲ့မန်ယူအိမ်နေပါတော့ကျွန်တော်နောက်ဆုံးမှာပြလို့မရတဲ့အတွက်ကျွန်တော်ပြီးဆုံးထိကျွန်တော်ရိုက်ထားတာအောင်နောက်ပြီးတော့ပြီးဆုံးထိလည်းမရနောက်ပြီးတော့ဖုန်းเจ้าကိုကျွန်တော်ရိုက်လာအောင်ဖုန်းเจ้าမှာဖနက်လေးတွေကိုရင်လေးစွတ်တာအမဖုန်းเจ้าကဘာဘောနော်ကျွန်တော်လည်းတာတို့ခေါ်ခဲ့ပါတယ်သူကလည်းဟိုပေါ့ဖုန်းကလည်းဗားလေးပြောနေရတယ်ဆိုတော့ကျွန်တော်ပြောမယ်လူစားတင်မျိုးနဲ့ရှင်မျိုးတဲ့နောက်ပြီးတော့ ADB တော့ဘကောရတယ်အဲ့ဒါတွေကိုရွတ်နေရမယ်ကျွန်တော်လည်းအလိုမရရွတ်နေတာပါကျွန်တော်လည်း game တူဆော့ကျင်တော့ကျွန်တော်ကောက်လို့ကျွန်တော်ပေးမယ်ပေါ့နော်ကျွန်တော်ကစကင်မရှိတော့မဆော့ကျင်ဘူးလို့ထင်ပါတယ်ဗျာဘလို့လို့ရပြီးဝချီဆော့ကျင်တော့လာခဲ့ပေါ့နော်ပြီးဝချီထဲမှာဆိုရင်စကင်အများကြီးရမလို့ပြီးဝချီဆော့ကျင်လာပါလို့ပေါ့တော့ဒီနေ့မှစသွားဆိုတာတိတ်ပြီးတော့မတည်သေးပါဘူးကိုဘလို့လို့